အဝေးကနေပဲကြည့်မခေါ်မရှင်းမလာဘူးပေါ့ခုနအထုပ်တွေချတော့သူ့ခေါ်မလားသူစောင့်တယ်အမေကလှုပ်ရှားရှိရလုံနေတော့ဒီနားလေးလာရက်ပြအမေမခေါ်ဘူးလားပေါ့ဟုတ်တယ်ညီးအတွက်အေးတထုပ်ကို2000ကျော်ခဲ့ကျွေးခဲ့တာအခုတထုပ်ကို1000ကျော်သွားပြီနော်ဤတော့နော်ညီးအတွက်အေးဤတော့တက်ကိုမေးကြည့်9နှစ်ကျော်ပြီ2020တော့ဒါဆိုထုပ်ကို2000ကျော်1900 1800တမီးရဲ့ကြိုက်တယ်နော်ရင်းတော့တကုံအိမ်မှာတမီးကိုနှုတ်3-4ခုပဲပြတယ်တမီးအဲ့ဒီကကိပိလေးဖောက်ထုတ်လို့မင်းဝဲပြစိတ်ဝင်စားတဲ့ပုံနဲ့ညတမီးတို့တီးတက်သူကဤတော့အရန်စီကရှယ်သူဟာကင်လုံးဝမကြိုက်ဘူးသူများဟာလည်းသွားမကြိုက်ဘူးညံကျဲဟာလုံးဝမကြိုက်ဘူးနော်လုံးဝမကြိုက်ဘူးအဲ့ဒိုးဆက်တစ်သားရုပ်ကလေးကိုပဲသူကြိုက်တာတစ်သားမို့လို့သွားရပြီးတော့ကျန်တာမွေးပွားရုပ်တွေရောကားတွေရောဘာတစ်ခုမှစိတ်ကိုဝင်စားအောင်စားချင်တာလားသမီးကအမေချင်းဖောက်ကြည့်ရမှာတခုရှိသေးတယ်သမီးမုံချူတွေဖောက်ထားရတယ်ဒီမှာရှိသေးတယ်လေမချင်းဘွားစနောင်းထားနေတာမှာရှိသေးတယ်ဒါကုံတော့ဒါကကြိုက်မယ်သူကြိုက်တယ်150 gram 23,500ကိုတနေ့ကတွေ့50 gram လာတော့23,500ဖြစ်သွားပြီဒီတစ်ခေါက်ဒီဟာဝယ်ဒီမှာတော့မီကီရဲ့ strawberry တမီစားနေတော့ဒီမှာဒါ yummy stick စားနေတော့ဒါခုဘယ်နှတောင်းကျော်4,000ကျော်လားမသိဟုတ်တယ်3,000ကျော်လား3,000ကျော်လား4,000ကျော်ဖြစ်သွားပြီဈေးမတက်ကြပါနဲ့လို့ခံစားနိုင်တော့နော်သမီးနော်တနာပါအများကြီးမွေးထားတယ်ဆိုဘယ်လိုလုပ်မလဲမသိဘူးငါပစ္စည်းညောက်တော့လေးမွေးထားရန်စီကြီးလာလို့သမီးချစ်ကလေးဒါဤတော့ခွေးစားလေးမစားလို့အစာကြောက်ဒီအစာဆိုးမစားလို့အမေကအရန်တက်တာငါသမီးလေးကအလိမ်ပါလေးမိဘဘက်ကအဆင်ပြေအောင်လုပ်ပြီးခလေးလေးသမီးလေးဖုန်းကြီးတို့တက်ရှိပါစေနာမျိုးဘေးမျိုးကင်းပါစေလူကောင်းနေလို့တွေ့ရတယ်ကျမ်းမှာချမ်းသာပြည့်စုံပါစားရှင်နေအစ်စ်မဖောက်နေသမီးရနော်စားပြီးတာဖောက်တာအမေထက်ဝယ်ပြီးခဲ့တာဆောင်းဆောင်းထပ်ပြီးမှပြီးခဲ့တယ်သမီးကဘနာနာလွယ်ကြတယ်ဟုတ်ပါစားသမီးစားပြီးမှစားတာသမင်းဆိုင်မှာကျွေးဟာဝယ်လာတယ်သူအဲ့လိုပဲအခွင့်ရေးယူတာပေါ့ကွယ်